Cristiano Ronaldo ဒီအခွင့်အရေးကိုလွဲချော်သွားတဲ့အချိန်မှာ Shakira ကအလွန်ပျော်ရွှင်သွားပြီး Jara Piqué ကိုအားပေးနေတဲ့အတွက် Ronaldo ရဲ့လွဲချော်မှုကိုလက်ခုပ်တီးခါကွန်ပျူခဲ့ပါတယ်။နောက်ပိုင်းမှာကစားသမားတစ်ယောက်က Ronaldo စီကိုမြင့်မားတဲ့ပေးပို့မှုတစ်ခုလုပ်ပေးခဲ့ပါတယ်။ Ronaldo ကဘောလုံးကိုတစ်ချက်ထိန်းပြီးချက်ချင်းကန်သွင်းလိုက်ပြီးမဲ့နောက်ဆုံးခံစီကစားသမားကဂိုးလိုင်းပေါ်ကနေဘောလုံးကိုရှင်းထုံနိုင်ခဲ့ပါတယ်။ Shakira က Ronaldo ရဲ့နောက်ထပ်လွဲချော်မှုကိုထပ်မံအောင်ပွဲခံပြီးပရိသတ်တန်းပေါ်မှာပျော်ရွှင်စွာခုန်ပေါက်ခဲ့ပါတယ်။ Ronaldo ကညာဘက်ခြမ်းကနေဘောလုံးကိုဆွဲယူပြီးဂိုးဘက်ကိုအန်ဒရေရှိစွာချင်းကပ်လာတဲ့အခါ Shakira ကသွားကြည့်ပြီးစိုးရိမ်တကြီးစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အဝေးတိုင်းဘက်ကိုရည်ရွယ်ထားတဲ့ကန်ချက်ကိုဘာစီလိုနာဂိုးသမားကကာကွယ်နိုင်ခဲ့ပြီး Shakira ကိုနောက်တစ်ကြိမ်ပျော်ရွှင်မှုပေါက်ခွဲစေခဲ့ပါတယ်။ Ronaldo ကဒီပေးပို့မှုကိုလက်ခံရရှိပြီးကန်သွင်းဖို့ပြင်ဆင်နေချိန်မှာ Dani Alves ကနောက်ဆုံးစက္ကန့်အတွင်းမြေပြင်ပေါ်တော်ပစ်လဲကဘောလုံးကိုပိတ်ဆို့နိုင်ခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာ Shakira ကမတ်တက်ရပ်ပြီး Dani Alves ကိုစိတ်အားထက်သန်စွာအားပေးခဲ့ပါတယ်။နောက်တစ်ချိန်မှာတော့ Ronaldo ကအလွန်ကြီးမားတဲ့အခွင့်အရေးတစ်ခုကိုထပ်မံလွဲချော်ခဲ့ပါတယ်။နောက်ဆုံးတွင် crossbar တလုံးက Ronaldo ရှိနေတဲ့အဝေးတိုင်ဘက်သို့ရောက်လာခဲ့ပြီးပေါ်တူဂီကျယ်ပွင်ကခေါင်းတိုက်သွင်းနိုင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ဘယ်သူမှမတားဆီးနိုင်တဲ့ header ဖြင့်ဂိုးကွင်းရထဲသို့တိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။ Shakira ကချက်ချင်းပဲခေါင်းကိုလက်နှစ်ဖက်နဲ့ကင်လိုက်ပြီးအစင်မပြေသလိုမျက်နှာထားဖြင့်စံပင်ကိုစိုးရိမ်တကြီးတက်တင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Ronaldo ကတော့တကယ်အောင်နိုင်သူတစ်ယောက်လို့ဂိုးအောင်ဖွဲကိုကျင်းပနေခဲ့ပါတယ်။